ကျော်အေးဟာရန်ကုန်မြို့ကနေသူ့ရဲ့ဇာတိမြေဖြစ်တဲ့နေရွာလေးကိုကားနဲ့ပြန်နေတာပါညနေခင်းအချိန်လမ်းဟာလူသူကင်းမဲ့ပြီးတစ်ပင်ကြီးတွေရဲ့အရိပ်တွေကလမ်းကိုဖုံးလွှမ်းထားပါတယ်သူဟာလမ်းမကြီးပေါ်မှာကားမောင်းနေရင်သူ့ရဲ့အတွေ့အကြုံတွေထဲမှာနှိမ့်မြုပ်နေခဲ့တဲ့ရန်ကုန်မြို့ရဲ့စူညံတန်တွေလူထူထပ်မှုတွေကနေလွတ်မြောက်ပြီးသူ့ရဲ့ငြိမ်းချမ်းတဲ့ရွာလေးကိုပြန်ရောက်ဖို့စိတ်လှုပ်ရှားနေပါတယ်ဒါပေမဲ့လမ်းတစ်ဝက်မှာသူ့ရဲ့စိတ်ကိုအနှောက်အယှက်ဖြစ်စေတဲ့အရာတစ်ခုဖြစ်ပေါ်လာပါတယ်။ကားရဲ့ရှေ့မှာမီးချောင်းတွေဟာမှိတ်လင်းလာပြီးလေဟာရုတ်တရက်အေးဆက်လာပါတယ်။သူ့ရဲ့အနီးကပ်အမြင်အာရုံဟာမှုန်ဝါးလာပြီးလမ်းမကြီးပေါ်မှာမီးခိုးမြူတွေဖုံးလွှမ်းလာပါတယ်။ကျော်အေးဟာကားကိုနှင်းလေးမောင်းပြီးရှေ့ကိုသတိထားကြည့်နေပါတယ်။ရုတ်တရက်သူ့ရဲ့နားထင်မှာအတန်တစ်ခုကြားလိုက်ရပါတယ်။ဒီအတန်ဟာလူသားတစ်ယောက်ရဲ့အတန်မဟုတ်ပဲမြည်ဟီးနေတဲ့ကြောက်စရာကောင်းတဲ့အတန်ပါသူ့ရဲ့နှလုံးခုန်တန်တွေဟာမြန်လာပြီးလက်တွေကလည်းတုံရင်လာပါတယ်။သူဟာကားကိုရက်ပြီးပတ်ဝန်းကျင်ကိုသတိထားကြည့်လိုက်ပါတယ်။တစ်ပင်တွေရဲ့အရိပ်တွေကြားမှာလှုပ်ရှားနေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ဘာမှမသိပါဘူး။ရုတ်တရက်သူ့ရဲ့နောက်ကျောမှာအေးဆက်တဲ့လက်တစုံကထိတွေ့လာပါတယ်။သူဟာလှည့်ကြည့်လိုက်တဲ့အခါမှာဘာမှမမြင်ရပါဘူး။သူဟာကားကိုပြန်ဆပြီးမောင်းဖို့ကြိုးစားတဲ့အခါမှာကားရဲ့အင်ဂျင်ဟာရပ်တန့်သွားပါတယ်။သူဟာကားကိုပြန်ဆဖို့ကြိုးစားပေမဲ့ဘာမှမဖြစ်ပါဘူး။ရုတ်တရက်သူ့ရဲ့နားထင်မှာထပ်ပြီးအတန်တွေကြားလာရပါတယ်။ဒီတစ်ခါတော့အတန်တွေဟာပိုပြီးကြီးမားလာပါတယ်။သူဟာကားထဲမှာပိတ်မိနေတယ်လို့ခံစားရပြီးဘာလို့ရမှန်းမသိတော့ပါဘူး။ရုတ်တရက်သူ့ရဲ့ရှေ့မှာမီးတောက်တစ်ခုပေါ်လာပါတယ်။ဒီမီးတောက်ဟာသူ့ကိုလမ်းကြောင်းပြတယ်လို့ပါပဲ။သူဟာကားကိုဆွပြီးမီးတောက်နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မီးတောက်နောက်ကိုလိုက်ရင်နဲ့သူဟာရွာလေးရဲ့အဝင်မှာရောက်ရှိသွားပါတယ်ဒါပေမဲ့ရွာလေးဟာလုံးဝပြောင်းလဲသွားပါတယ်လူတွေဟာပျောက်ကွယ်နေပြီးအိမ်တွေဟာပျက်စီးနေပါတယ်သူဟာရွာလေးထဲကိုဝင်ရောက်လိုက်တဲ့အခါမှာသူ့ရဲ့နောက်မှာအတန်တွေထပ်ပြီးကြားလာရပါတယ်ဒီတစ်ခါတော့အတန်တွေဟာသူ့ကိုနာမည်နဲ့ခေါ်နေတယ်လို့ပါပဲကျော်အေးဆိုတဲ့အတန်တွေဟာသူ့ရဲ့နားထင်မှာမြည်ဟီးနေပါတယ်သူဟာရွာလေးထဲမှာလမ်းလျှောက်ရင်းသူ့ရဲ့အိမ်ကိုရှာဖွေနေပါတယ်။ဒါပေမဲ့အိမ်တိုင်းဟာလူကင်းမဲ့နေပြီးတကားတွေဟာပိတ်နေပါတယ်။ရုတ်တရက်သူ့ရဲ့နောက်မှာအတန်တစ်ခုထပ်ပြီးကြားလာရပါတယ်။ကျော်အေးမင်းကိုငါတို့စောင့်နေတာကြာပြီ။သူဟာလှည့်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရှေ့မှာမျက်နှာမဲ့ပုံရိပ်တစ်ခုရက်နေတာကိုမြင်လိုက်ရပါတယ်။ဒီပုံရိပ်ဟာသူ့ကိုချင်းကပ်လာပြီးသူ့ရဲ့လေပင်ကိုဖိမိလိုက်ပါတယ်။သူဟာအော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်ထွက်မလာပါဘူး။ရုတ်တရက်သူဟာနိုးလာပြီးကားထဲမှာထိုင်နေတာကိုသတိထားမိပါတယ်သူဟာအိမ်မက်ဆိုးတစ်ခုကိုမက်ခဲ့တာပါဒါပေမဲ့သူ့ရဲ့နားထင်မှာအတန်တွေဟာမြည်ဟီးနေစေပါပဲကျော်အေးမင်းကိုငါတို့စောင့်နေတာကြာပြီသူဟာကားကိုပြန်ဆပြီးရွာလေးကိုဆက်မောင်းသွားပါတယ်ဒါပေမဲ့ရွာလေးဟာသူမက်ခဲ့တဲ့အိမ်မက်ထဲကရွာလေးနဲ့တူနေပါတယ်လူတွေဟာပျောက်ကွယ်နေပြီးအိမ်တွေဟာပျက်စီးနေပါတယ်သူဟာသူ့ရဲ့အိမ်ကိုရောက်ရှိသွားပြီးတကားကိုဖွင့်လိုက်တဲ့အခါမှာသူ့ရဲ့ရှေ့မှာမျက်နှာမဲ့ပုံလေးတွေကိုမြင်လိုက်ရပါတယ်သူတို့ဟာသူ့ကိုဝိုင်းပြီးကြည့်နေကြပါတယ်ကျော်အေးမင်းကိုငါတို့စောင့်နေတာကြာပြီသူဟာအော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်ထွက်မလာပါဘူးသူ့ရဲ့မျက်လုံးတွေဟာမှိတ်သွားပြီးသူဟာအမှောင်ထဲမှာပျောက်ကွယ်သွားပါတယ်